ရောတက်ကဘယင်ကြီးကိုဒီအိမ်မက်နှစ်ခုဟာအတိတ်ပဲတူတူပဲဘုရားသခင်ဟာသူဘာလုပ်တော့မလဲဆိုတာဘယင်ကြီးကိုပြောတာဖြစ်တယ်နွားဝကြီးခုနှစ်ကောင်နဲ့ကြီးပြီးမှဲ့နေတဲ့စပနံခုနှစ်နံဟာဆိုင်ရင်စပါးပေါ်များတဲ့ခုနှစ်နှစ်ကိုဆိုလိုတယ်နွားပိန်ခုနှစ်ကောင်နဲ့သေးပြီးချောင်းနေတဲ့စပနံခုနှစ်နံဟာအစာခေါင်းပါမဲ့ခုနှစ်နှစ်ကိုဆိုလိုတယ်အတိတ်ပဲကအီဂျစ်ပြည်မှာခုနှစ်နှစ်အစာပေါ်များမယ်ပြီးရင်ခုနှစ်နှစ်အစာခေါင်းပါမယ်ဒီအစာခေါင်းပါတဲ့နှစ်တွေဟာတိတ်ဆိုးလွန်းလို့အရင်ကအစာပေါ်များခဲ့တာတွေကိုတော့လူတွေမေ့သွားကြလိမ့်မယ်တိုင်းပြည်တစ်ပြည်လုံးပျက်စီးသွားစေမယ်ဒီအကြောင်းအရာတစ်ခုတည်းကိုအရှင်ကနှစ်ကြိမ်မှတ်ခဲ့တယ်ဒါဟာဘုရားသခင်ရဲ့အကြံစီပဲဘုရားသခင်ဟာဒီအဖြစ်ကိုမကြခင်ဖြစ်စေလိမ့်မယ်လို့ရှောက်ထားခဲ့တယ်အရှင်မင်းကြီးဟာပညာရှိပြီးတော်တဲ့လူတစ်ယောက်ကိုရှာပြီးဒီတိုင်းပြည်ကိုအုပ်ချုပ်စီမံခိုင်းပါတခြားအရာရှိတွေကိုလည်းခန့်ထားပါသူတို့ဟာအစာပေါ်များတဲ့ခုနှစ်နှစ်အတွင်းမှာထွက်တဲ့စပား၅ပုံတစ်ပုံကိုစုဆောင်ရမယ်ပြီးမှအဲ့ဒီစပားတွေကိုမြို့ထဲမှာတိုးလောင်စွာလှောင်ထားရမယ်ဒီစပားတွေဟာအစာခေါင်းပါတဲ့နှစ်တွေအတွက်အတော်ပဲဖြစ်မယ်ဒီလိုစီစဉ်မှလူတွေဟာအစာငတ်ပွန့်တဲ့ဘေးကလွတ်မြောက်မှာဖြစ်တယ်လို့ရှောက်ထားလိုက်တယ်ရှင်မင်းကြီးနဲ့အရာရှိတွေဟာဒီအကြံစီကိုသဘောတူကြတယ်ဘယင်ကြီးကသူတို့ကိုငါတို့ဟာရောတတ်ထပ်ပိုတော်တဲ့လူကိုရှာတွေ့မှာမဟုတ်တော့ဘူးဘုရားသခင်ရဲ့ဝိညာဉ်တကိုးဟာရောတတ်ထဲမှာရှိတယ်ဘယင်ကရောတတ်ကိုဘုရားသခင်ဟာသင်အားဒီအရာတွေအားလုံးပြသပြီးသင်ဟာအခြားလူတွေထက်ပိုပြီးပညာရှိတယ်ဆိုတာထင်ရှားနေတယ်ငါရဲ့တိုင်းပြည်ကိုအုပ်ချုပ်စီမံဖို့သင်ကိုခန့်ထားမယ်ငါရဲ့တိုင်းသူပြည်သားတွေအားလုံးဟာတင့်ရဲ့စကားကိုနားထောင်ရမယ်ငါကလွဲရင်သင်ဟာဒုတိယအကြီးဆုံးပဲယခုငါသင်ကိုအီဂျစ်ပြည်ရဲ့ဝင်ကြီးခန့်လိုက်ပြီလို့မိန့်တော်မူတယ်အဲ့ဒီနောက်ဘယင်ဟာတစိမ့်ပါတဲ့သူ့ရဲ့လက်စွပ်ကိုချွတ်ပြီးယောသတ်ရဲ့လက်မှာဝစ်စေတယ်ယောသတ်ရဲ့လက်ဘေးမှာရွှေဆဲကြိုးကိုဆွဲစေပြီးယောသတ်စီးဖို့ဒုတိယယထာတော်ကိုလည်းချီးမြှင့်တယ်ယောသတ်ရဲ့တက်တော်ဆောင်တွေကိုရှေ့မှနေစေပြီးလမ်းဖယ်ကြလို့အော်စေတယ်ဘယင်ဟာအီဂျစ်ပြည်တစ်ခုလုံးကိုစီမံအုပ်ချုပ်ဖို့ယောသတ်ကိုခန့်ထားလိုက်တယ်သူကယောသတ်ကိုငါဟာဘယင်ဖြစ်တယ်ဒီအီဂျစ်ပြည်မှာဘယ်သူမှတင့်ရဲ့ခွင့်ပြုချက်မပါပဲဘာမှလုပ်လို့မရဘူးလို့ငါအမိန့်ချမှတ်ထားတယ်လို့မိန့်တော်မူတယ်သူဟာယောသတ်ကိုအီဂျစ်နာမည်ပေးတယ်ယစ်ပရောဟိတ်တစ်ပါးရဲ့သမီးဖြစ်တဲ့အီဂျစ်သူနဲ့လည်းလက်ထပ်ပေးလိုက်တယ်ဘယင်အီဂျစ်ဘယင်ရဲ့တာဝန်ပေးခြင်း